အနန္တ၅ပါးကိုရှစ်ခိုးပါ၏ဗျာနှစ်ကြိမ်ဆိုပါလို့လေငုတ်တုတ်ကြီးတွေဥသုံးကြီးဟောလို့ပါဇက်ကရှိခိုးပါ၏ဗျာဆိုလူကငုတ်တုတ်ကြီးထားရင်မေ့တာခေါ်သေးမြန်စားလာလားမသိဘူးနော်ဘုန်းကြီးထဲ့ပြောဘူးပါလေမောင်ဖြူရဲ့ရွှေမျိုးတွေမေ့တဲ့လူတွေကိုမောင်ဖြူရဲ့ရွှေမျိုးတွေဒေသကြီးမေ့တဲ့လူတွေဘယ်သူရွှေမျိုးတွေမောင်ဖြူဟဲ့အသားကလေးကခတ်ဖြူသူများအိမ်မှာစရင်ငှားလှုပ်ရှားရတဲ့ဘဝရွာဦးထိပ်ဖျားပွဲကြီးဇက်ပါတော့မောင်ဖြူကြည့်ကျင်လိုက်လှမ်းထားတဲ့စပားကြီးကြည်တဲ့ကြပြာသွင်းလို့စပုံမှုံနေပွားအင်းရေချိုးရင်ကြာတော့လမ်းကြမှာရေချိုးတာကောင်းအိမ်ဝင်ပြီးတော့ဟာရှင်မငါစွတ်ကြဲအင်းကြီးပေးနေပေါင်းတော့ပဲသွားမလို့ငါပွဲကြည့်သွားမလို့တော့နဲ့တော့ရေလေးမိုးလေးချိုးပြီးမှသွားရောပေါ့နေပါစေငါလမ်းကြမှာချိုးလမ်းကြမှာချိုးမယ်ဆိုပြီးတော့စွတ်ကြဲအင်းကြီးလေးယူပြီးတော့ပွဲပဲထွက်သွားလမ်းကြတော့ရေကန်ကြီးတကန်တွေ့ဆိုပါလားပြိဿကြီးပြိဿကြီးဘာတွေ့မှတ်ခဲ့ရေကန်ကြီးမေ့နေကုန်ရေကိုမကွဲတော့ဘဲအချိန်ကလေးဆိုတော့တက်ရောက်သေးပစိုးလေးချုပ်ပြီးရေထဲဝုန်းနဲ့ခုတ်ချရေချိုးပြီးတော့ရေကန်ထဲကတက်စွတ်ကြဲအင်းကြီးလေးဝစ်ပြီးတော့ပွဲပဲထွက်သွားပရိသတ်အစွန်ရောက်တော့သူ့အနာကလူတွေရုပ်ဖြစ်လာမောင်ဖြူစင်းစားကြည်စံလူတွေတော့ရုပ်ဒီကနေ့ညပွဲတော့ဆူလိမ့်မယ်ထင်တယ်ပွဲဆူမှကြောက်လို့မောင်ဖြူမင်းစင်နာမီးတိုင်အောက်သွားရက်သိလို့ရည်တာလားရမ်းရည်တာသိတဲ့လူကသိလောက်မီးရောင်ကြီးတဲ့သွားရက်တော့ပရိသတ်အုပ်ဖြစ်လာဟမ်မလေးလူတွေတော့ရုပ်ဒီကနေ့ညာပွဲတော့ဆူလိမ့်မယ်ထင်တယ်တော်ပြီမင်းသမီးနီးမြင်ရအောင်ဆိုပြီးဇက်စင်တော့မီးရောင်ကြီးတဲ့တက်ရက်ကိုကျိုးနေပါပွဲကင်းတစ်ခုလုံးသိမ့်နေတုံဟာတော်ပြီပွဲဆူရင်အချောင်အရိုက်ခံရလိမ့်မယ်အိမ်ပြန်လာကောင်းပယ်ပွဲကြည့်ရအိမ်ပြန်သွားအိမ်ရောက်တော့တကားချီတောင်းတဲ့ကံဟာရှင်မတကားဖွင့်မိမကစဉ်းစားဟောတော့ဒီလူပွဲမှာကြီးခဲ့ရပွဲတောင်ထွက်သေးမထင်ပါဘူးဘယ်နဲ့အစောကြီးပြန်လာပါဟာဖွင့်နေဘူးလားနေပေါင်းတော့မှတ်မကြီးတဲ့အပေါက်ကရှာမတွေ့မိမမှောက်မိုက်သေးဆိုတော့အပေါက်ပြောက်တကားပေါက်ဆုံးအောင်လည်းနောက်ထုံးနောက်ရေနံစီမိခွက်ကလေးထွန်းပြီးတော့တကားဖွင့်ပေးလိုက်ဝင်လာတဲ့သူ့ယောက်ျားမောင်ဖြူကိုရေနံစီမိခွက်နဲ့ကြည့်ပြီးသူ့မိန်းမရီးတောင်ပက်လက်လာဒီတော့မှမောင်ဖြူစိတ်ဆိုးဆိုးနဲ့ပွဲမကြည့်ရလို့စိတ်ဆိုးရတဲ့ထဲဒီမိန်းမငါကြည့်ရည်ရမလားလို့မိန်းမရိုက်မလို့ကတောင်းကြိုက်တာတကယ်အဲ့ဒီကြမှာမဆိုးပါမှန်သိမေ့တာရေခံပေါ့ပြိဿ
ပစိုးလေးချို့ရေထဲခုန်ချရေချိုးပြီးပစိုးမဝိမိပဲစွတ်ကျင်နေသွားဒီထက်ပစိုးမပါလို့သူ့ကြည့်ကြည့်လို့ရှိမှမသိအမလေးလူတွေတော့ရုပ်ဒီကနေ့ညာပွဲတော့ဆူလိမ့်မယ်ထင်တယ်မင်းစင်နာမီးတိုင်အောက်သွားရတော့ပူဆိုးတာမီးရောင်ကြီးတဲ့လှုပ်လူတွေဟာနားထောင်နောက်ဇက်စင်တောင်းတက်ရတော့ကိုစိုးနဲ့လှုပ်လူတွေပြိဿကြီးဘာတွေလဲအေးကွာသူအကြောင်းပြောရလူတွေတောင်မကောင်းပါဒါကြောင့်အိမ်ပြန်ရောက်တော့မိမရိုက်မလို့ကြောင်းကြိုက်မှမစိုးမပါမှန်သိတယ်မောင်ဖြူလို့အနန္တ၅ပါးရှစ်ခိုးပါဤဖះလို့ဗဇက်ကဆိုပြီးရှစ်မခိုးပဲငုတ်တုတ်ကြီးမေ့နေတော့မောင်ဖြူရဲ့ရွှေမျိုးတွေနဲ့တူတယ်အေးဒါကြီးမောင်ဖြူနဲ့များရွှေမျိုးတော်ခြင်းသလားအောင်မတော်ခြင်းဘူးမတော်ခြင်းပေးမယ်လို့ပြိဿကြီးမေ့ရင်တော်ရမှာပါဖះမေ့ရင်ပါတယ်တို့ဟိဒါကြောင့်နောက်နှစ်ညကြံလေးမမေ့နဲ့မောင်ဖြူရွှေမျိုးအတော်လွတ်အောင်အနန္တ၅ပါးရှစ်ခိုးပါဤဖះဆိုပြီးတော့ဥသုံးငိမ်ချဖို့ကိစ္စပေးသားကြီးမနှက်ဖြင်ကရှစ်မခိုးပဲငုတ်တုတ်ကြီးမေ့နေအောင်မလားမမေ့ဘူးပြောပြီးနောက်နှစ်ညငုတ်တုတ်ကြီးတွေတွေ့ရင်တော့ကျွတ်တို့ဒုတ်တုတ်ကြီးနဲ့ရိုက်ရမြတ်ကဲမှတ်သားထားကြတော့အနန္တ၅ပါးရှစ်ခိုးပြီးတဲ့နောက်တရားစဟောဖို့ပဲရှိပါတရားပွဲကဘဝကျွတ်ဓမ္မသဘင်တရားပွဲတော်ကြီးစုံမာပိဓမ္မကတိကအကျိုးမောတွေဝိပဿနာဆရာတော်တွေပေါင်းစုံနာရအောင်တရားတကားတရားမှကြီးများကလည်းဖန်တီးလို့ဒါကြောင့်စောစောကဘုန်းကြီးမေးရမောင်ဆန်သေးရေလို့ငါမေးတာလေးများဖြေစမ်းပါအောင်ခွဲ့ငါကဘယုဒုက္ခပြုတ်စပြင်းတောင်းနေများဟောရတဲ့ဘုန်းကြီးဆိုတော့တရားပွဲတွေဆက်ရက်ငါနဲ့အတူတူစင်ပြီးတော့ဟောတော်မူကြတဲ့ဆရာတော်ဖရာများငါနဲ့အတူတကွထဲ့ပြီးရောပင့်ထားလို့များစိတ်ဆင်းရဲတော်မူကြသလားဒါလေးဘုန်းကြီးမေးရပါဘာမှအမိန့်ရှိတော်မမူကြပါဘူးဖရာတဲ့စိတ်ချမ်းသာတော်မူကြပါတယ်ဒါဘုန်းကြီးမေးရမယ်ဝတ္တရားအကယ်၍များဘုန်းကြီးတရားပွဲနဲ့အခုတကယ်အကျော်အမောဆရာတော်ဘုရားကြီးတွေနဲ့ရှင်တွဲပြီးတော့ထားလိုက်လို့ဆရာတော်ဘုရားများစိတ်ဆင်းရဲမယ်ဆိုရင်နောက်အခါဒီဆရာတော်ဘုရားများနဲ့ငါတို့ကိုရောရှက်ပြီးမပင့်ပါနဲ့ဆိုတာဒါဘုန်းကြီးကပြောရဒါဘုန်းကြီးရဲ့တာဝန်ဘုန်းကြီးကြောင့်ဆရာတော်ဘုရားကြီးများစိတ်ဆင်းရဲမှာကိုအလွန်စိုးရိမ်တရားဟောရင်လည်းဘုန်းကြီးတို့ကလိပ်ပြာကတဲမလှလိပ်ပြာမလှဘူးဆိုတာကဘယုတ်ဒုက္ခပြုတ်စပြင်းတောင်းတွေကအတော်ဟောတာရှေ့ပိုင်းပြတ်စာမင်းသားကြည့်လိုက်ရင်သိပါလေဒါကြောင့်ဆရာတော်ဘုရားများစိတ်ဆင်းရဲမှာကိုလည်းစိုးရန်ကုန်မြို့မှာရှိကြတဲ့ဆရာတော်ဘုရားကြီးတွေညီတော်နှောင်းတော်ဆရာတော်သံဃာတော်အရှင်မြတ်များမိမိကြောင့်စိတ်ဆင်းရဲမှာစိုးသဖြင့်တရားပွဲတိုင်းနဲ့ဘုရားတပည့်တော်တော့ဖြင့်ဒီလိုဟောနေရပါပြီဗျာလို့စံပြဖတ်စာပါလာကွက်တစ်တုံးကလည်းပဲဘုန်းကြီးတောင်းမှလျှောက်ထားခဲ့တယ်လူကြီးမိဘအရွယ်တွေကိုလည်းဘုန်းကြီးတောင်းမှခဲ့ပါငါဓမ္မကတိကကွာဟဲ့ငါတရားပွဲလူစီလိုက်တာဘယ်ဘုန်းကြီးနဲ့မှမတူဘူးကွာငါပြောတိုင်းကြိုက်တဲ့ကွာငါလှုပ်သမျှတင့်တယ်တဲ့ကွာဆိုတဲ့စိတ်နဲ့တော့ဓမ္မကတိကလှုပ်မစားတာအမှန်ဖြစ်ပါတယ်ဗျာဒါကြောင့်မို့လို့မိမိဟောပြောတဲ့တရားပွဲမှာရောက်ရှိလာတဲ့ဆရာတော်သံဃာတော်များနဲ့မရောက်နိုင်ဘဲနဲ့မိမိကျောင်းမှာတရင်သုံးနေတော်မူကြတဲ့ဆရာတော်ဘုရားကြီးများလူကြီးမိဘအရွယ်များကိုဘုန်းကြီးအနေနဲ့ရှေးဥပထမတောင်းပါပြီးတော့အံ့နံပြီးတော့ဒီတရားပွဲကြီးကိုဟောရမှာဖြစ်ပါတယ်
အကယ်၍များမနှစ်သက်တာပါရှိကဆရာတော်ဖျားများအနေနဲ့ဟဲ့ဇတိလာမင်းဒါဖြင့်မတော်ဘူးကွာဒီလိုဖြင့်မလုံနဲ့ကွာနှုတ်နဲ့ဆုံးမယုံမကပဲနဲ့ဖျားတပည့်တော်ပလင်မော်တက်ပြီးဒုတ်နဲ့ရိုက်ဆုံးမတော်မူနိုင်ကြပါတယ်ဗျာလို့ဆရာတော်ဖျားများလည်းတောင်းပန်လျောက်ထားအပ်နိုင်ရလူကြီးမိဘအရွယ်တွေကိုလည်းပဲတို့သားလေးတို့တူလေးတို့မောင်လေးတို့အကိုလေးဟဲ့ဆိုပြီးတော့ကွယ်ရမှာပြုံးမဲ့အစားလျှောက်ထားနိုင်ကြပါလေဓမ္မကတိကလုံနေတော့လည်းပဲဘုန်းကြီးတို့အနေနဲ့မှန်မရှိပါဒါကြောင့်မို့လို့လည်းပဲတရားဟောတဲ့အခါညီငယ်နှမငယ်များဘဟုတုတရစေခြင်းကငါထင့်ထည့်ပြောသဟိတရားဟောဓမ္မကတိကလုံစားတဲ့နေရာမှာဆင်းလောက်ကြီးပါစေမကြောက်ပါဘူးလို့ဘုန်းကြီးပြောခဲ့တမန်ငါရှာငါနားထောင်လိုက်ရင်တော့ဖြင့်ဒီကူတော့ဘလောက်တတ်လို့ဘလောက်တတ်တိကောင်းလို့မာနရှိလို့ပြောတဲ့စကားလို့ထင်နိုင်တော့ကွငါညီများနှမများဒါပေမဲ့လို့ငါတို့ကမကြောက်ဘူးဆိုတဲ့စကားလုံးသုံးနိုင်ခြင်းသည်မှန်မရှိလို့ဆိုတာတကယ်တိတိကျကျကောက်ကြည့်ရင်သိနိုင်ကြောက်စရာမလိုဘာလို့မလိုတာတော့ယဟန်တော်တန်ဃာတော်ဆရာတော်ဖျားများတွေကဆုံးမလဲခံနိုင်တယ်ရိုက်တယ်ခံနိုင်တယ်ဆဲတယ်ခံနိုင်တယ်လူကြီးမိဘအရွယ်တင်မကကလေးသူငယ်လေးများကစပြီးတော့ဒါမှားပါတယ်ဆိုရင်ဘုန်းကြီးတို့မှန်မှန်သိကအေးငါညီမှားတယ်ကွာငါနှမငါမှားတယ်ဟိလို့ဝန်ခံနိုင်တဲ့ဘုန်းကြီးအမှားကိုဝန်ခံနိုင်တဲ့ဘုန်းကြီးမို့ပြုလို့ရတဲ့ဘုန်းကြီးပြင်လို့ရတဲ့ဘုန်းကြီးမာနမရှိလို့မကြောက်ဘူးဆိုတာအလွန်ရှင်းအောင်တော့ငါညီများနှမများမှတ်သွားကြဓမ္မကတိကပဲလှုပ်လို့ဘယ်စီရဘွားကြီးပဲလှုပ်လို့ဘာပဲလှုပ်လို့မာနရှိရင်တော့အဲ့ဒီပုဂ္ဂိုလ်မျိုးစီအချိန်မရွေးအခါမရွေးကြောက်နေရမယ်ပုဂ္ဂိုလ်ပဲနော်ဒါကြောင့်ဘုန်းကြီးတို့မာနမရှိလို့ဒါကြောင့်လည်းပဲနမတယ်ဆုံးမကြပါဆရာတော်ဘုရားများအနေနဲ့၎င်းတော့လူကြီးမိဘအရွယ်များလျှောက်ထားကြပါဘုန်းကြီးမတော်ဖြင့်ဓမ္မကတိကလှုပ်ရှားရပရိသတ်ကအမတန်စီကလူချိုက်ကအမတန်များအထိုးအကျိတ်အစိတ်အဆွမ်းအကုတ်အဖဲ့ကအတော်ခံရအတော်လေးခံရပါဟိုတလောကလယ်ဝင်းမှာဘုန်းကြီးတရားဟောတယ်တရင်တွေအမျိုးမျိုးအဲ့ဒီမှာရောက်ကျန်ဒီကံဆရာတော်ကြောက်ဆင်မှာဆွမ်းကပ်ရင်းနဲ့ဟင်းကြိုဟင်းတဲ့ကိုအစိတ်ထဲခတ်လို့ပြန်တော်မူပြီကောင်းသေးလားသူတို့ကောင်းလို့ပြောတာဒီသတင်းတွေပေါ်လာနောက်ကြတော့တောင်ငူမှာတရားဟောရင်တဲ့မုတ်ဖက်ထုတ်ကတ်တာအစိတ်ပါလာလို့ပြန်တော်မူလို့အေလာကနေပြီးတော့အလောင်းကြီးကိုမန္တလေးတင်သွားပြီသတင်းတွေကျုံမှားခဲ့ပါရစေရန်ကုန်မြို့သူမြို့သားတွေနောက်ရောက်လာပါလိမ့်မယ်သတင်းတွေအခုလဲရောက်နေတယ်ရန်ကုန်မြို့ဖြစ်နေတယ်တချို့မိန်းမတွေညင်းနေတယ်နှစ်ယောက်တချို့တကားတွေရံဖြစ်နေတယ်ဘုန်းကြီးနဲ့ပတ်သက်လို့လူထွက်မိန်းမယူသွားပြီသတင်းတွေမန္တလေးမြို့ကအငိမ့်မင်းသမီးဗေဒာဆိုတာဘုန်းကြီးရဲ့တပည့်မှာဘုန်းကြီးမွေးနေ့ကစာရီရေးပြီးတဲ့ကျန်ဒီကံဖိတ်ခေါ်တဲ့ဘုန်းကြီးရေးဆွမ်းကျိုးရေးအကျိုးဘုန်းကြီးရေးအခုသင်္ကန်းအကျိုးဗေဒာနံပါတ်အမှတ်၄မှာထွက်နေပြီမန္တလေးအောက်ပိုင်းတော့တဲမသိကြအဲ့ဒီလိုသချင်းတွေထွက်လာတော့ဘုန်းကြီးကလည်းပေါက်ပေါက်ရှာရှာဟောတဲ့ဘုန်းကြီးဆိုတော့ရင်းနှီးတော့ပြောလာကြဟေးမဗေဒာကကျန်ဒီကံဆရာတော်ရဲ့တပည့်တယ်ကွာကျန်ဒီကံဆရာတော်ကလည်းတရားဟောတဲ့နေရာအိမ်တောင်သားမွေကွာပေါက်ပေါက်ရှာရှာကြီးဟောတတ်ပါပြီတဲ့နဲ့ဒီဘုန်းကြီးမင်းသမီးတွေနဲ့ရင်းနှီးနေမှတော့ကွာဆိုပြီးတော့ထွက်သွားတယ်အဲ့ဒီကနေအငိမ့်မင်းသမီးပေတာနဲ့ထွက်ပြေးသည့်အထိပြောတယ်အထင်နဲ့ရမ်းတုတ်ကျုပ်သမီးလောက်ရှိပါကရဏသုံးမအလွန်ကြီးညိုတဲ့မိဘလှုပ်ကြွေးတဲ့ကလေးမအဲ့ဒါတောင်ငူမြို့တရားဟောတော့ဒီလိုပဲတရားနာပိဿသတင်းဖြစ်တယ်
ကျန်ဒီကံဆရာတော်မဘေတာနဲ့ထွက်ပြေးတယ်ဆိုတော့ကျုပ်လည်းတရားပလင်မော်တက်ချင်းမှာပဲတရားနာပြီးတော့ဘုန်းကြီးတရားဟောရတာမလွတ်လပ်ဘူးလို့အိမ်အောင်ကြထားတဲ့ဘုန်းကြီးဆိုတော့ထဲ့ပြောရအခုပြန်ဝစ်လာတာလို့ငါတောင်ကူစာပြန်မွဲကြီးတရက်တောင်ပြက်သွားပြီးနောက်2ရက်တော့ဟောဖို့ခွင့်ပြုပါဆိုပြီးခွင့်တောင်းလာရတာလို့သူတို့ရွက်တဲ့ကျုပ်ကလည်းရွတ်ရောရွတ်တော့ဆွဲမရဘူးပြေးသားကြီးအမဲသားတွေဝက်သားတွေအရွတ်တွေများဆွဲရတယ်အဲ့ဒါလို့ဖြစ်ကုန်ရောဒါကြောင့်တရားနာပိဋကပြောလိုက်ကြတာဒီထဲတောင်းကူမှာကျွတ်တော့ဖြစ်မြင်ဘူးပါဖြစ်နေတဲ့တဲ့ရင်ကျန်ဒီကံဆရာတော်ရုပ်ရှင်မင်းသမီးတင်ညိုနဲ့ထွက်ပြေးပြန်တယ်ဒီခွာတောက်တီးတောက်တဲ့ဘယ်သူစီရှာကျန်ဒီကံဆရာတော်ကတော့ကြော်နေတာပဲဟာတို့ဖြင့်တင်ညိုဆိုတာအခုရုပ်ရှင်မကြည့်တဲ့အချိန်မို့လို့ဖြူသလားမဲသလားလဲတို့မြင်ဘူးပါဒါရမ်းပြီးတော့ဘယုတ်ဒုက္ခပြောကြစီလိုအပေါက်ရှာပြောဘသူပါဇက်ကများထွက်တုံးဆိုမိမတွေပါဇက်ကရန်ကုန်ကမိမတွေမဟုတ်ပါဘူးဟိုဘက်ကမိမတွေပြောပါဟုတ်တယ်မိမများပိတ်လို့လုံတာမဟုတ်ဘူးပါဇက်ပြောပြီးအောင်လည်းနားမထောင်ဘူးဒီမှာပါဇက်ပိတ်လို့မလုံပုံလေးဘုန်းကြီးနည်းနည်းပြောမုံရွာရဲ့တောင်မဲ့မအူကဒကမတယောက်သူ့လင်ဘူးတလင်ဆန်ကျင်သွားတော့ဟုတ်တယ်လေမုံရွာရဲ့ဟိုပဲဘူးတလင်ဆိုတာရှိသူ့လင်ကဘူးတလင်မှာဆန်ကျင်သွားရဲ့နဲ့ယောဂတစ်ခုနဲ့ပြည့်စည်တော့တန်ကြိုးရောက်လာအဲ့ဒါအဖော်မိန်းမတယောက်ခေါ်ပြီးလိုက်သွားဟိုကြတော့အလောင်းမစစ်ဘူးရမ်းကိုအမလေးကြည်သောမျက်နှာလေးတောင်မြင်ရတော့ပါလားအလောင်းရှင်ကထွက်လာဟဲ့ငါညီမညီတို့ပဲရတယ်ကျွတ်တော့မုံရွာတောင်မဲ့မအူပါပါတော့ကျုပ်လင်သားပြည့်စည်လို့လိုက်လာအမလေးခေါင်းသွင်းတာမြန်လှကြည့်လားနေဘူးတဲ့ကလာတဲ့လူရှင်ပတ်စီကန်လိုက်သလိုမျက်နှာလေးကိုတော့ကျုပ်မမြင်ရတော့ပါလားရန်ကိုတော့ဟိုကပြောတယ်ဟဲ့ငါညီမမငိုနဲ့တဲ့ဒါတို့အမေကြီးအလောင်းမစစ်ဘူးရန်ကိုအပေါ်လွှမ်းထားတဲ့ထံပိန်တောင်သူကြည့်မထင်ပါဘူးအထက်ဆင့်ကြီးနဲ့တချို့ကအထက်ဆင်တယ်တချို့ကအထက်ဆင်တယ်ဒူပါပဲအထက်ကဆင်ထားတာတဲ့အထက်ကဆင်တာအဲ့ဒါနဲ့အလောင်းပြောင်းကိုသင်းချိုပြီးတော့ပြန်လာခဲ့ရအဖော်မိန်းမပြောတယ်တငယ်ချင်းမရဲတဲ့ငါရှက်လွန်းလို့တဲ့ကိုကြရှောင်းပြောပါနဲ့မလေးညိနဲ့ကြံကြီးစီရတငယ်ချင်းပြောပါဟုတ်ပါဘူးအေးတဲ့အိမ်ပုတ်ထဲစဘာ10တောင်းထည့်ထားပါတယ်တဲ့အဲ့ဒါညိနှုတ်ပိတ်ခါ9တောင်းပေးပါမယ်မလေးတဲ့ညိစဘာလည်းမလိုချင်ပါဘူးတဲ့ပြောပါဘူးဟုတ်ပါဘူးအေးတဲ့ငါကိုယ်တိုင်ရွက်ပို့ပါမယ်တဲ့ဒါပြင်ပို့ချင်တဲ့ပို့ပေါ်တဲ့9တောင်းဆိုနဲတာမှလို့လဲလူချင်းသေးတာကိုဒါနဲ့စဘာ9တောင်းနှုတ်ပိတ်ခါနဲ့ပြောပြီးတော့ပြန်သွားကြရွာပေါက်ရောက်တော့မိန်းမကြီးတယောက်ကစီးမေးဟဲ့ညီတို့ဘယ်ရလာကြလဲဒီတော့ခုံမိန်းမပါဇက်ကရာလာအေးတဲ့ညိစဘာ9တောင်းနဲ့ငါမပေးချင်နေတော့ငါတော့မပြောပဲနေကိုမနေနိုင်ဘူးလို့ထုတ်ပြောဘာပြောကောင်းလဲမိမ2ယောက်ဖုံထိုင်နောင်ချင်းမိမနောင်ချင်းချကြမနှဲဝိုင်းဖြင်ရကဲစဉ်းစားကြည့်လေပြိဿမိမပိတ်မရတာတော့စဘာ9တောင်းနဲ့ပိတ်တာတော့လုံဘူးလို့ဆိုဒီမှာစဘာ9တောင်းဆိုနဲသလားပြိဿကိုင်းကွာ9တောင်းနဲ့ပိတ်တာတောင်မလုံဘူးဆိုတော့ဒါကြောင့်နောက်သတင်းတွေအမျိုးမျိုးပေါ်လာပါလိမ့်အောင်ပြီပြောလာကြပါလိမ့်အောင်ပြီဈေးတဲ့အရထဲမြို့တဲ့ဝေဖန်လာကြပါလိမ့်အောင်ပြီဒါပေမဲ့လို့ဘုန်းကြီးမတော့ဖြင့်ပြောကာစဟောအရင်တုန်းကမင်းသမီးအေကြီးခင်ချိုးနဲ့ပြောတော့ကတုံလှုပ်တော့လဲအခုတော့မတုံလှုပ်တော့ဘူးအရေးထူးလားအသေးတွေလည်းမနာနိုင်ဘူးမာကိုမမအေးဆိုတဲ့ကချင်းလို့ပေါ့ကွာပါတယ်အသေးတွေမာလို့နာလဲမလီခွာငါရှက်နေဆိုကွာအဲ့ဒီလိုဖြစ်နေမနာနိုင်တော့ဘူးဟဲ့ဒါကြောင့်ကွယ်တရားတော်ကကြီးမောင်စံသိန်းတို့
ဟဲ့မနှင်းကျွဲတို့မိသားစုပင့်တဲ့တရားပွဲကြီးမှာအရင်တော့ကသတင်းနေအမျိုးမျိုးကြားတော်လဲပဲအော်လူထွက်ပြီးမိမယူတာမဟုတ်သေးလို့ရောက်လာသကိုးဆိုတာလေးသိုံတော့ငါဒါဒီထည့်ပြောရပါတယ်ကွယ်ဒါကြောင့်ဟုတ်လို့ဟေးတရားတကာကြီးမောင်စံသိန်းတို့မနှင်းကျွဲတို့မင်းတို့မိသားစုပင့်ကြတဲ့တရားပွဲကြီးဓမ္မကတိကဆရာတော်တွေအမတန်စုံလင်ကြတဲ့ပြင်ဝိပဿနာဟောတဲ့ဆရာတော်ဘုရားများပါလာသဖြင့်ဝဲတို့ကတော့ပြုတ်စပြင်းအောင်ဟောနေကြဆိုတော့ဒီနေ့ပြုတ်စပြင်းအောင်တရားပဲဟောရမှာပေါ့ဒီတော့ဘုန်းကြီးဗာတရားဟောမှာတော့ပြုတ်စပြင်းအောင်တရားဒီတော့ကြီးနန်းနန်းမင်းအောင်မဲ့ပြုတ်စပြင်းအောင်ဆိုတာကြားဘူးသလားဘာတော့ငါပြုတ်စပြင်းအောင်ဆိုပြောရအောင်ပြုတ်စပြင်းအောင်အကြောင်းပြုတ်စပြင်းတောင်းဆိုတာနားလေအောင်တော့ဘုန်းကြီးပုံလေးတစ်ခုထုတ်ရအောင်ဟောရှိတော့ကခြိဝါလားနဲ့ပခန်းသားဆိုတဲ့ရာဇဝင်နဲ့လာကြစကားပြောကတ်ကိုးတဲ့နေရာအဲ့ဒီလိုနာမည်နဲ့လာကြတဲ့ခြိဝါလားနဲ့ပခန်းသားရှိကြမြစ်ကမ်းနဘေးမှာလည်းဘုန်းကြီးကျောင်းတစ်ကျောင်းရှိဘုန်းကြီးကလည်းအသက်ကြီးမှဝတ်တော့စာပေတွေဘာမှသိမသင်ကြားရလို့ကျောင်းသားလေးတွေစာသင်ရအောင်ဆိုပြီးတော့စာရူပေစတွေရှောက်ရှာလိုက်စာရူပေစတွေရှောက်ရှာတော့တွေ့ပြီဟဲ့ဖြူတော်အဖြူတော်စာတိပြုတ်စပြင်းတော်ဒီစာလေးတွေ့ပြေသာကြီးနောက်ကလိုက်ဆိုသားမှာဘုန်းကြီးရှေ့ကဆိုပြီးဖြူတော်အဖြူတော်စာတိပြုတ်စပြင်းတော်ရိုင်ရွဲ့ထွက်သွားတယ်ဖြူတော်အဖြူတော်စာတိပြုတ်စပြင်းတော်ဆိုတာဟဲ့ဘုန်းကြီးအနက်မရဘူးအဲ့ဒီစာကလေးတွေသင်ပေးကိုရင်ကျောင်းသားတွေသင်ပေးအောင်လိုက်ကြတာဖြူတော်အဖြူတော်စာတိပြုတ်စပြင်းတော်ဖြူတော်အဖြူတော်စာတိပြုတ်စပြင်းတော်အကုန်လုံးအတစ်ကြောင်းလုံးနောက်တခါတယောက်ပေါက်ဟာကိုရင်ကဘာအာနာပါလဲဖြူတော်အဖြူတော်စာတိပြုတ်စပြင်းတော်ဟုတ်ပြီကွာပြုတ်စပြင်းတော်နောက်ကျောင်းသားတယောက်နာသွားကြည့်ဖြူတော်အဖြူတော်စာတိပြုတ်စပြင်းတော်ဟာတကြောင်ပြုတ်စပြင်းတော်နောက်ဘုန်းကြီးထံသွားအရှင်မရကလေးတွေဘာသာသင်ထားတော့ရဩမင်းငါတရားဟောရမှာထိုင်ကွာဆိုဘုန်းကြီးကတရားဟောဖြူတော်အဖြူတော်စာတိပြုတ်စပြင်းတော်ဟုတ်ပြီကွာဘုန်းကြီးကလည်းပြင်းတော်ကိုရင်ကျောင်းသားတွေကလည်းပြင်းတော်ဒါပတိသူ့စာဟုတ်တာလဲပါခြင်းပါမယ်မဟုတ်တာလဲပါခြင်းပါမယ်ငါအနဲ့ပေးတာကောင်းတပည့်တော်အနဲ့ပေးမယ်ဗျာဟေးလှုပ်ဆောင်ပါဖြူတော်အဖြူတော်စာတိပြုတ်စပြင်းတော်ဖြူတော်အရှင်ဖယားဟုတ်တာတွေကိုလည်းဆို၏အဖြူတော်မဟုတ်တာတွေကိုလည်းဆို၏ဣတိတကမထို့သောဟုတ်တာမဟုတ်တာရော၍ဆိုလေသည်ဖြစ်သောကြောင့်ပြုတ်စာလက်ကွင်းသည်ပြင်းတောင်အိုးစီဖြစ်ရလေတော့တည်းတကာကအနဲ့ပေးအနဲ့ပေးတော့ဘုန်းကြီးကဒီကောင်ဘယုတ်ဒုက္ခကောင်လို့အပြစ်တင်မလားအောင်မေးတယ်မတင်ဘူးအကြကွာငါအနဲ့မရောက်မင်းလာမှအနဲ့ရမင်းကားတယ်တော်တယ်ကြလားအေးအဲ့ဒီအနဲ့လေးငါမှတ်ထားမှာဘုန်းကြီးနောက်တကားလေးလာတိုင်းတရားဟောဟေးထိုင်ငါတရားဟောမယ်ဖြူတော်အဖြူတော်စာတိပြုတ်စပြင်းတော်ဖြူတော်ဟုတ်တာလဲဆိုရင်အဖြူတော်မဟုတ်တာလဲဆိုရင်ဣတိတသမာထိုးသို့ဟုတ်တာမဟုတ်တာရော၍ဆိုလေသည်ဖြစ်သောကြောင့်ပြုတ်စလည်းကွင်းစီပြင်းတောင်အိုးစီဖြစ်ရလေတော့တည်းလူလာတိုင်းတရားဟောဒီကနေ့တော့ခြိဝါသားနဲ့ပခန်းသားကလည်းဘုန်းကြီးကြောင်းပြင်လို့ဟဲ့ဆွမ်းညာကွန်းညာလေးတော့စားရမှာလားဟေ့ဘုန်းကြီးကြောင်းသွားကြစို့ဝင်လာဘုန်းကြီးရှေ့ချထားတဲ့ပိန်နေသီးကြီးကလည်းတုံတုံပဲလက်ခြိဝါသားနဲ့ပခန်းသားကလင်ရမယ်ဆိုတဲ့နေရာသူများတဲ့သားတယောက်နဲ့တယောက်မျက်စက်ပြစ်ဟဲ့ပိန်နေသီးကြီးစားရအောင်လိန်ကွာဒီတော့ဟိုတကာတွေကလိန်မလို့အရှင်ဘုရားတဲ့အရှင်ဘုရားရှေ့ချထားတဲ့ကျဟင်းငါးသီးကြီးကကြီးလာကြီးလားအားရကောင်းနေကွာဒါပိန်နေသီးခေါ်တယ်ဟာမသိဘူးဘုရားတပည့်တော်တို့ကတော့ဘူးတွေဓစ်တွေပါကျဟင်းငါးသီးကြီးထင်လို့အားရကောင်းနေကိုကတရားဟောရဖြူတော်အဖြူတော်စာတိပြုတ်စပြင်းတော်
ပြုတော်ဟုတ်တာလဲဆိုရင်အပြုတော်မဟုတ်တာလဲဆိုရင်ဣတိတသမထို့သို့ဟုတ်တာမဟုတ်တာရော၍ဆိုလေသည်ဖြစ်သောကြောင့်ပြုတ်စာလက်ကွင်းသည်ပြင်းတောင်အိုးစီဖြစ်ရလေတော့တည်းရောတချမ်းယူသွားကြတရားဟောပြီးတချမ်းပြေးလိုက်တချမ်းပြေးလိုက်တော့လှေပေါ်ရောက်တော့လှေတို့သားတွေကများနေစားလို့မဝပိဿကြီးဝရဲ့စားလို့မဝတော့ဟေးကြောင်းတချမ်းကြံနေတယ်ကွာသွားလိန်ရအောင်ဆိုပြန်တက်ဟေးဘယ်နဲ့တော့ကပိနေသည်ဗျာတဲ့လှေပေါ်ကကောင်တွေကနားမလဲပါမလဲနဲ့ပိနေသည်ငပိတွေနဲ့ရောချက်လို့ပြက်ကုန်ပါဗျာမိုက်တဲ့ကောင်တွေကိုပိနေသည်ငပိနဲ့ရောချက်ပြက်ရောပေါ့ဒီတိုင်းစားရတဲ့ကိစ္စကဲအားတဲ့ကောင်တွေငါတရားဟောရဖြူတော်အဖြူတော်စသည်ပြုတ်စာပြင်းတောင်ဒါပဲပြန်ဟောဖြူတော်ငါပိနေသည်တွေပေးတာဟုတ်ပါလျက်အမေပါဠိတစ်ချက်အနက်ဆယ်တွေတရားဟောပါများတရားတွေကပါဠိရဘုန်းကြီးနဲ့အနက်ဆံလေးတိုးလာဖြူတော်ငါပိနေသည်တွေပေးတာဟုတ်ပါလျက်အဖြူတော်မင်းတို့မဟုတ်တဲ့ငပိတွေနဲ့ရော၍ချက်ကြလေသောကြောင့်သို့ဘူးဗျပြုတ်စာတင်တို့လှေတို့သမားတွေသည်ပြင်းတောင်ပစားဖောင်းလောင်းတဲ့ကောင်းကောင်းကြီးငတ်ကြပြီတော့လက်ကွာဘယ်ကြံ့နေတဲ့ချမ်းစားရတော့ဒီလာကြီးစားရရဲ့လားမစားရတော့ဘူးဒါကြောင့်ကျုပ်ဟောမှာကလည်းအဲ့ဒါလို့ဟုတ်တာမဟုတ်တာရောပြန်တပြန်ဟိုဟာနည်းနည်းဒီဟာနည်းနည်းကိုပြုတ်စာပြင်းတောင်လို့ခေါ်ပါတယ်ပြိဿဘာခေါ်တော့အော်ခေါင်းရက်ဈေးတယ်လေးများလာတော့ဘာတွေပါသေးတို့ပြုတ်စာပြင်းတော့မယ်တဲ့သူကငပိတယ်လည်းအော်လို့မရဘူးဆွနှမုံတယ်လည်းအော်လို့မရဘူးဆွနှမုံနဲ့ငပိနဲ့ကြက်သွန်နဲ့ငရုတ်ကြီးနဲ့အော်တော့ဈေးတယ်ရကရောလာပါအောင်ဘာတွေပါသေးတို့ဆိုတော့အိုးတဲ့ပြုတ်စာပြင်းတော့မယ်ကဲဟိုဟာနဲ့ဒီဟာနဲ့ကိုပြုတ်စာပြင်းတော့ပြီးသက်တစ်ခုတည်းရောင်းတာမဟုတ်ဘူးဒါကြောင့်ဗမာစကားသည်အမတန်များပါတယ်ပြိဿကလားတောင်မျက်စိလေတဲ့ကျွတ်တို့ဗမာစကားကလားတော့ဖေးဆိုင်ဗမာတယောက်သွားတော့ဆရာကြီးကစားမလဲအေးကွာတယ်ငါ့ဘုပြုတ်စာပြင်းတောင်လေးလုပ်ခဲ့ပါတဲ့ဆရာကြီးနားမလဲဘူးတဲ့ပြုတ်စာပြင်းတောင်ဆိုတာတို့ဟိုတင်းဒီတင်းပေါ့ကွာနားမလဲဘူးတဲ့တိုးတိုးတီတီပေါ့ကွာနားမလဲဘူးဆိုတာစုပ်ဆွမြုပ်ဆွပေါ့ကွာနားမလဲဘူးဆိုတာတိုလီမိုလီပေါ့ကွာရှောက်ပြောတာကလားဥရာပေါက်လို့တော်ပြီးတဲ့ခမြောက်ဖာသာယူစားသူ့ဘာသာယူစားတော့လေဟိုမုံနဲ့ဒီမုံနဲ့တခုစီသီးသားမဟုတ်ခန်းနဲ့ရောထဲတော့ခမရဒီလိုပြောရောပေါ်တယ်ခမရတို့ဗမာစကားအာချင်းမျက်စိလေကြာကောင်းတယ်နော်တဲ့ကလမ်းမျက်စိလေတဲ့ဗမာစကားမှန်လားပြိဿကြီးဒါကြောင့်ဂိုင်းရုပ်စပြင်းအောင်တရားကိုဟောတော့မှဖြစ်သဖြင့်ဒီကနေ့တော့နာမည်လေးတော့တတ်လိုက်ကြအောင်ဆိုဖယားလူကြီးများနတ်ပြည်သွားဆိုတဲ့တရားကိုဟောရပြိဿဘုန်းကြီးပါဟောမှာတော့နတ်ပြည်သွားဒီတရားကိုဘုရားကိုယ်တော်မြတ်ဒီတတ်တော်ထင်ရှားရှိတော်မူစဉ်အခါတုန်းကပါဏိမိစေဝနောနတဟရိယပါဏိနံဝိသံအာဗနံဝိသမနွေတိနတ္ထိပါပံအကုဝတောလို့ဒီဒေသနာဘုရားဟောပါဘယ်သူအကြောင်းပြုဟောတယ်လဲလို့ဆိုတော့နတ်ပြည်ကိုအတူတူတက်သွားကြတဲ့ဘုရားလူကြီးများကိုဟောတယ်အတိတ်ဇာကြောင်းလေးတော့ဘုန်းကြီးတို့မပြန်လို့မဖြစ်ဘူးအတိတ်ဇာကြောင်းပြန်ရဒီသားကြီးအတိတ်ဇာကြောင်းမပြန်လို့ဖြစ်ပါမလားအတိတ်ဇာကြောင်းလေးဘုန်းကြီးရှေ့ပိုင်းဟောပြစ္ဆုတ်ပံဝတ္ထုဒီကနေ့နောက်ပိုင်းမှာဆုံးအောင်ဟောမနေ့ဖြင့်ငါကြတော့ဘုန်းကြီးတို့ဇတ်ထုတ်တထုတ်ဟောပါတညတထုတ်ဘုန်းကြီးဟောမယ်လို့အာယုံပြုထားပါတယ်ဒီကဒါကြောင့်ဒီကနေ့ပြစ္ဆုတ်ပံဇတ်လန်းနဲ့အတိတ်ဇတ်လန်းနှစ်ထုတ်တွဲကြခြင်းလဲကြနေပါလိမ့်ကဲဒီတော့အာယုံပြုဟောကျွတ်တို့ဖယားငါးစုပွင့်တဲ့ဗဒ္ဒကကဘာကြီးမှာပြိဿဖယားပဲနဲ့စုပွင့်ကဲကူတန်ကောနာကုံကတ္တဗဂေါရမအရိမရေယလို့ခင်ဗျားတို့ပြောနေတဲ့ဖယားငါးစုပွင့်တဲ့ကဘာဘယ်ကဘာတော့လို့ဆိုတော့ခင်ဗျားတို့ကျွတ်တို့နေတဲ့ကဘာပြိဿကြီးဘယ်ကဘာပါလိမ့်တပည့်တော်တို့နေတဲ့ကဘာဘယ်ကဘာတော့ပြိဿကြီးအကောင်းဆုံးကဘာ
သုံးညကဘာသုံးညကဘာဖယားမပွင့်တဲ့ကဘာနဲ့ဖယားပွင့်တဲ့ကဘာနားလည်အောင်ဟဲ့လူငယ်တွေဖယားမပွင့်တဲ့ကဘာဆိုတာသုံးညကဘာဖယားပွင့်တဲ့ကဘာဆိုတာသုံးညကဘာအဲ့ဒီသုံးညကဘာမှာသာရကဘာမန္တကဘာဝရကဘာသာရမန္တကဘာဗတ္တကကဘာကဘာ၅မျိုးမြန်မာလိုပြောရအောင်လက်ချိုးပြီးလိုက်ဆိုစမ်းပါဖယားတဆူပွင့်တဲ့ကဘာဖယားနှစ်ဆူပွင့်တဲ့ကဘာဖယားသုံးဆူပွင့်တဲ့ကဘာဖယားလေးဆူပွင့်တဲ့ကဘာဖယားငါးဆူပွင့်တဲ့ကဘာကဘာပဲနှမျိုးတို့၅မျိုးရှိအဲ့ဒီကဘာ၅မျိုးထဲမှာဖယား၅ဆူထက်ပိုပွင့်တဲ့ကဘာမရှိပါဘူးအကောင်းဆုံးကဘာလို့ဒီလိုခေါ်ရဧကကြီးဖယား၅ဆူတဲ့ပိုပွင့်တဲ့ကဘာရှိရဲ့မရှိဘူးဖယား၅ဆူပွင့်တဲ့ကဘာဘယ်လိုဖယားတုံးလို့ဆိုတော့လေးသင်ချေနဲ့ကဘာတသိန်းဖြည့်မှဖြစ်တော်မူတဲ့ဂေါရမသမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားမျိုးပြစ္ဆေကဗုဒ္ဓခေါ်တဲ့ဖယားငယ်တွေကတော့တပြိုင်တည်းလဲ900ပွင့်ကြဘုရုံမဒေဝီသား900ပွင့်တယ်ဆိုတာကြားဘူးတယ်မဟုတ်လားပြိတ္တာအဲ့ဒီတရားလေလူကတ်တွေကဝင်းဝင်ပြောတယ်ဘုရားတဲ့900ဆိုတော့များဘူးလားများမများกว่าလို့သူတတ်တယ်လို့သူဖွားတာမင်းနဲ့ဘာဆိုင်လို့ဒါကျွတ်တို့ကပြောရမဟုတ်ဘူးဘုရားတဲ့တယောက်တောင်မှ9လ10လအလွန်ဒုက္ခခံရတာယောက်ျားဖောင်စီမိန်းမမင်းတွေအရှင်ဘုရားတို့ဟောတာ900ဆိုတော့ဘုရားတဲ့အေးဒီလိုကွတယောက်ချင်းဖွားနေတာမဟုတ်ဘူးခေသားအကြီးဆုံးတယောက်ကိုဖွားလိုက်တဲ့အချိန်ခါမှာမိန်းမများသားဖွားတဲ့အချိန်ခါမှာဘေးစင်ပြီးဖြာကျသွားတဲ့ဥတုသွေးများကနောက်ဘဝကသူရဲ့ဆူတောင်းကြောင့်အဲ့ဒီသွေးဆက်တွေကနေပြီးတော့သား900ဖြစ်တာလို့ကျုပ်ကရှင်းအောင်ပြောရဒါကြောင့်တရားနာပြေတာပြစ္ဆေကဗုဒ္ဓတွေကြတော့အဲ့ဒီလိုတပြိုင်တည်း900ပွင့်ကျွတ်တို့သမ္မာသမ္ဗုဒ္ဓဖယားကြတော့ဖယား5ဆူတဲ့ပိုပွင့်တဲ့ကဘာမရှိခမည်းတော်ကျွတ်တို့အကောင်းဆုံးကဘာကြီးထဲမှာလူလာဖြစ်သည်ဧကကြီးဘယ်ကဘာကြီးထဲလူလာဖြစ်အကောင်းဆုံးကဘာကြီးထဲမှာလူလာဖြစ်ရင်ပြိဿကြီးအကောင်းဆုံးလူတွေဖြစ်ဖို့မတော်ဘူးလားမင်းရအောင်မဲ့ကျွတ်တို့အကောင်းဆုံးလူတွေနဲ့ဘယုတ်ဒုက္ခလူတွေဘယ်ရင်းကများတော့ဟေးပြိဿကြီးအကောင်းဆုံးလူတွေနဲ့ဘယုတ်ဒုက္ခလူတွေဘယ်ရင်းကများတော့ရှက်စရာကြီးကလေးတွေတောင်သိကုန်နော်အဲ့ဒီထဲကိုမပါစေနဲ့ဘယုတ်ဒုက္ခလူဆိုတာဘယ်သူပြောတာတော့ဖယားတရားသံဃာယရဏသုံးပါးဆရာမိဘမလေးစားတဲ့လူမှန်လားပြိဿကြီးအဲ့ဒီပတ္တကကဘာကြီးထဲမှာဟဲ့တို့ဂေါရမမြတ်စွာဘုရားကိုရောမြတ်ကြီးပွင့်တော်မမူခင်ကတ္တဗမြတ်စွာဘုရားလက်ထက်ကတ္တဗမြတ်စွာဘုရားပရိနိဗ္ဗာန်ပြုတော်မူတယ်ဆိုတော့ဓာတ်တော်ကြီးကတစုတယုံတစ်လုံးတစ်ခင်မကွဲမပြားထားခဲ့တို့ဂေါရမမြတ်စွာဘုရားကြတော့တက်တန်းတူတော်မူတဲ့အချိန်ပွင့်ရသဖြင့်ဆံကြိုးစေပဲနောက်စေမုံညင်းစေပမာဏဟောဓာတ်တော်ကြီးအများကြီးထားခဲ့ဘုရားပရိနိဗ္ဗာန်ဆံသွားတဲ့နောက်ကိုယ်ကွယ်ရအောင်ကတ္တဗမြတ်စွာဘုရားကြတော့ရွှေတုံးရွှေခဲကြီးကဲ့သို့တစ်ခုတည်းထားတော်မူခဲ့သည်အဲ့ဒီရွှေတုံးရွှေခဲကြီးကဲ့သို့တစ်ခုတည်းထားတဲ့ဓာတ်တော်ကြီးကိုထာပနာ၍ဟောရွှေစေတီကြီးတည်ကြပိဿကြီးဘာတည်ပါလိမ့်ရွှေစေတီကြီးရွှေအုတ်တစ်ချက်ကိုအသဗျာတသိန်းရွှေသားတိပြီးတဲ့အုတ်ချက်တွေနဲ့ဘုရားတည်ကြပိဿကြီးရွှေအုတ်တစ်ချက်ကိုအသဗျာဘလောက်အဲ့ကလေးတော့ငွေတသိန်းဟဲ့မှတ်ထားကြဟိုတော့ကရွှေဈေးသိမ့်မရှိဒုက္ခနဲ့တော့ကွာတာပေါ့ပိဿကြီးခုရွှေတစ်ချက်သားပဲဈေးလောက်ရှိကဲကလေးတွေရွှေဈေးသိလူကြီးတွေကပါလာတာလေးဝက်ပြီးကုတ်နေမပြော1600 1900အစရှိသည်ပေါ့ကွယ်အခုခေတ်ခင်ဗျားတို့ကျွတ်တို့တိုက်တယ်နေကြတဲ့အုတ်ခဲလောက်ရှိတဲ့ရွှေသားအတိကိုပြိဿကြီးငွေတသိန်းနဲ့ရကြပါမလားကြည့်ကွယ်ဟိုမှာတသိန်းဒုက္ခကြငွေသေးရမရှိပဲကိုကွယ်တို့ငငယ်တုန်းကမုံတစ်ခုတပြားဟဲ့အကျော်တို့မုံကြည့်တဲ့လက်တို့အကြီးကြီးနှစ်ပြားဘိုးလောက်ဆိုရင်ဘက်ကဲသွား
ဝသွားအခုခေတ်တော့မဟုတ်ဘူးအကျော်တစ်ခု10ပြား15ပြားပြား20 15ပြားပြား20ဆိုတဲ့အကျော်ကကြည်ဦးဟောဒီလောက်ရှိတိုင်းလောက်ထားကောနဲ့တိုင်းလောက်တခါကော15ခုပါအောင်အကျော်ရောင်းတဲ့လူကပြစ်တင်လို့ရမလားဆိုတော့သူတို့ဝယ်ရတော့လေဆန်သေးနဲ့စီသေးနဲ့ပဲသေးနဲ့ဘာရီမဘုန်းကြီးရည်ရွယ်ပြီးပြောနေတာမဟုတ်ဘူးငွေသေးမရှိတော့ဘူးဟိုတုန်းကခင်းနဲ့ကွာဘုံကိုဘုန်းကြီးပြောအခု10ပြားတာ15ပြားတာအကျော်တွေ5ခု6ခုစက်လို့ဟိုတုန်းကတပြားတာမဟုတ်ဘူးမမီးပြီးမှန်ရပြိသားကြီးကြည့်အခုဖယားလက်ထက်ကကတ္တဝဖယားလက်ထက်ကရွှေသေးအုတ်တစ်ချက်ကိုအသပြားတသိတချို့5ကြတချို့10ကြရွှေသားအတိပြီးတဲ့အုတ်တွေတာဝန်ယူကြလူတော့ရွှေစီရီတဲပြီးပြီဆိုကြပါစို့ဓာတ်တော်ကြီးဌာပနာပြီးတော့ရွှေစီရီတဲပြီးတဲ့အချိန်ခါမှာဖယားလူကြီးရွေးကြသည်ကိစ္စကြီးပါရွေးကောဘကဖယားလူကြီးရွေးကြစီဝဲဝဲကြီးကျင်းပအားလုံးရောက်လာကြတဲ့လူလူပိဋကကြီးနားဆင်တော်မူကြပါခင်ဗျာကျွန်တော်တို့ဒီကဲ့သို့ဖိတ်ခွန်ရခြင်းသည်တခြားသောအကြောင်းမရှိကတ္တဗမြတ်စွာဘုရားကိုတော်မြတ်ကြီးရွှေသားအတိပြီးသောဓာတ်တော်ကြီးကိုရွှေသားအတိနဲ့ဌာပနာ၍ရွှေစီရီကြီးတီလို့အောင်မြင်ပါပြီခင်ဗျာဒီရွှေစီရီကြီးပြည်စည်းတဲ့အချိန်ခါမှာဒီစီရီတော်ကြီးအားအစစအရာရာစောင့်ရှောက်မဲ့ကျွန်တော်တို့ဂောဘကဖယားလူကြီးဗန္ဒာရင်းတွေလိုလာပါပြီခင်ဗျာတန်ရင်ကပစ္စည်းအသင့်အတင့်ချမ်းသာတဲ့လူကိုလည်းကျွန်တော်တို့ဂောဘကမတင်မြောက်နိုင်ပါဘာကြောင့်လဲဆိုရင်ရွှေသားအတိပြီးတဲ့ဇေဒီတော်ကြီးဖြစ်တဲ့ဖြင့်ပစ္စည်းယိုယွင်းတဲ့ချိန်ခါမှာပစ္စည်းအင်အားရှိတဲ့ဂောဘကဖယားလူကြီးမှပြန်လီပြီးတော့မွမ်းမနိုင်မှာဖြစ်တဲ့ဖြင့်ကျွန်တော်တို့ဒီအစည်းအဝေးပွဲကြီးမှာဂောဘကဖယားလူကြီးအတွက်မိမိတို့ပစ္စည်းရှိသောပုဂ္ဂိုလ်များကထွက်ပြီးတာဝန်ကတိခံယူ၍ဂောဘကဖြစ်လို့ကြောင်းတင်ပြကြပါခင်ဗျာလို့ကြီးညာလိုက်မြို့တထေးတယောက်ဂောဘကဖယားလူကြီးသိဖြစ်ချင်းခံကြဒီပွဲတော့ငါဂောဘကဖယားလူကြီးလုံးပါဂောဘကဖယားလူကြီးတွေမကဘူးဗန္ဒာရင်းနေရငါလုံးအောင်မယ်အရေးကြီးတဲ့နေရာကိုဝင်ထိုင်နေတာကိုအရေးကြီးဆိုဗန္ဒာရင်းတွေရလိုချင်တာလည်းမပြောနဲ့သူကစောင့်ရှောက်ခြင်းစောင့်ရှောက်မှဒါတွေမယူဖိတ်မယ်ကိုအဲ့ဒီနေရာမှာဘုရားကြွတ်ပြောနေကဘုရားလူကြီးလှုပ်ချင်စိတ်ပေါက်တော့ငြိမ်တော်မူကြပါခင်ဗျာငြိမ်တော်မူကြပါခင်ဗျာကျွန်တော်ဒီငွေတကယ်ထည့်ပြီးတော့ဘုရားလူကြီးခောဘကလှုပ်ရစီပါခင်ဗျာအဲ့တော့ဘုရားလှုပ်လာကြိတ်ဖြစ်လာကြည်စမ်းกว่าဟေးမြို့တထေးဖြစ်ပြီးတော့ငွေတကယ်တဲ့တကယ်လောက်တော့တောတထေးကတောင်ထည့်နိုင်တောတထေးကတောင်ထည့်နိုင်တဲ့ငွေလေးတကယ်နဲ့ဖယားလူကြီးလှုပ်ခြင်းနဲ့မြို့တထေးတဘာမလို့ကောက်အော်ရောဟဲ့ဟုတ်တယ်တူဘူးနဲ့ကောက်ပြီးអော်လိုက်ကြတော့မြို့တထေးဖယားလူချင်းလှုပ်ခြင်းနဲ့လူကြီးတဖြည်းဖြည်းပုသွားပုဆိုတဖြည်းဖြည်းရှော့ထိုင်တာမြေကြီးကတ်သွားနောက်တောတထေးတယောက်ထားငြိမ်တော်မူကြပါခင်ဗျာဟာဟေးတောတထေးထားတယ်ကွာကျွန်တော်ငွေနဂရီထည့်ပြီးတော့ဂောဘကဖယားလူကြီးလုပ်ပြရစီပါခင်ဗျာဟာဟေးတောတထေးကနဂရီလေကွာអော်လိုက်တော့မြို့တထေးဒေါ်ပွားကြည်စမ်းတောတထေးကလူဝဝလို့ငွေလေးတက်ကလေးလောက်နေဘာရလိမ့်မြို့တထေးကမတ်တက်ရပြီးတော့ငြိမ်တော်မူကြပါခင်ဗျာကျွန်တော်သုံးကလေးထည့်ပြီးဂောဘကဖယားလူကြီးလုပ်ပြစီပါခင်ဗျာဟာဟေးမြို့တထေးတက်လာပြီးသုံးကလေးတဲ့ကွာဟေးသုံးကလေးတဲ့ကွာနောက်တောတထေးကငြိမ်တော်မူကြပါခင်ဗျာကျွန်တော်လေးကလေးထည့်ပြီးဖယားလူကြီးလုပ်ပြစီပါခင်ဗျာခုခေတ်မှာလေလံရှိတယ်မှတ်တယ်ဟိုမှာဘုရားလူကြီးလေလံပြည့်ဟောလေးကလေးတဲ့တော်တထေးကနောက်မျိုးတထေးကကျွန်တော်ငါးကလေးခင်ဗျဟာနောက်တော်တထေးကကျွန်တော်6ကလေးခင်ဗျ
မြို့တစ်ထည့်ကခွန်ကလေးမြို့ခွန်ကလေးမြို့တစ်ထည့်ဆိုလိုက်တော့တောတစ်ထည့်နဲ့စဉ်းစားရောပေါ့ဗျိသားမြို့တစ်ထည့်ခွန်ကလေးဆိုပြီးငါရှိကလေးတော့အထက်နိုင်တာငါမှလည်းရှိကလေးချမ်းသာတာငါရှိကလေးထဲလိုက်တော့ဟိုက9ကလေးဆိုရင်ချစ်ချုပ်ပြီးရှိသမျှနဲ့10ကလေးတော့လုံနိုင်သေးဒါပေမဲ့လို့7ကလေးလိုများမြို့တစ်ထေးတက်လိုက်ငါ12ကလေးမထက်နိုင်တော့ငွေရှိကလေးချမ်းသာတာထိုင်းနေအကောင်သာထသွားမှကြိုးမှန်းသိဆိုသလိုလူသိအောင်ရှိကလေးလောက်ချမ်းသာတာဖော်ပြရရောက်တော့မယ်ရှေးတုန်းကဖုံးကိုဘယ်လောက်ချမ်းသာတယ်ဆိုတာရှေးတုန်းကဖော်မပြဘူးဖုံးလားပြေးသားကြီးရှေးတုန်းကခုခေတ်တော့ရှိတာလေးဖော်ဗျဟုတ်တယ်ခုခေတ်ကပြရမှဂျင်းတ်ရွှေကလေးဝဲလာပြီဆိုရင်အရက်ထဲမလျှောက်ဖဲမနေနိုင်ရွှေစင်းကကြီးတယ်မဟုတ်လားဟိုလက်ခကိုဘယ်လောက်ဝဲရတာကျုံမနေ့ကမှဝဲလာတာပို့လို့ရှာလို့ရတော့မဟုတ်ပါဘူးတဲ့လူတဲ့သူတဲ့သွားတဲ့ချိန်ဒါလေးမပန်ပြီးဘူးမဟုတ်လားမဲသူများရှင်900လုံးလို့ကျွားတယ်ရွာရဲမြို့ရဲကျွားလို့ပြလို့အာမရရင်ဖုန်းကြီးကြောင့်ထိအောင်သွားကျွားမြုံလာဒကမတယောက်ကလက်စုပ်ဝယ်ပြီးတော့လားဖုန်းကြီးကလည်းရွှေသွားစိုက်ပြီးကစားဖုန်းကြီးနဲ့ဒကမတစ်လှည့်စီပြတော့လက်စုပ်နဲ့ရွှေသွားပြောတယ်ပြတော့မယ်ကျောင်းသွားပြီးဒကမကလက်စုပ်ကလေးပါတာဖုန်းကြီးကျွားရင်တော့ဖုန်းကြီးဒီကနေ့ဘာနေတုံးဖရအမွေးစီလေးတက်လို့လက်စုပ်ပြဘုန်းကြီးကလည်းရွှေသွားစိုက်ပြီးကစားဆိုတော့သွားဖြီးပြီးဒီနေ့ဘုံတဟင်းဟာလို့ဆိုရွှေသွားဖြီးပြလိုက်ဒါကြောင့်တရားနာပရိသတ်ဒီရွှေကမကြွားရရင်နေနိုင်တာမဟုတ်ဘူးပရိသတ်အခုခေတ်လူတွေပဲလိုပင်ဖောပြီးတော့ပြကြပေမဲ့လို့တရားနာပရိသတ်ကြီးဟောရှေးတုန်းကလူတွေကြတော့ဖုံးကြပါသည်ဖုံးလားပရိသတ်ကြီးရှေးတုန်းကလူတွေဖုံးတယ်လို့အခုခေတ်လူတွေလည်းဖုံးစေခြင်းလွန်းလို့ဘုန်းကြီးတို့ကသတိပေးရပါတယ်တရားနာပိဋကကဲကြည့်အခုတရားနာပိဋကတောတစ်ထေးငါငွေရှိကလေးချမ်းသာတာလူသိတော့မယ်မသိအောင်ရှိကလေးကိုဒီတိုင်းမထည့်ရှိကလေးကိုဒီတိုင်းမထည့်ဘူးဆိုပြီးတရားနာပိဋကကြီးမရကိုတိုးတိုးလေးခေါ်မရသူ့ပန်းရောက်တိုင်မင်းနဲ့နောက်သား9ယောက်ကိုခေါ်တယ်တိုင်မင်းနဲ့နောက်ချွေးမ9ယောက်ကိုခေါ်တယ်တိုင်မင်းနဲ့သူတို့လည်းမရရဲ့သား9ယောက်ချွေးမ9ယောက်ဆိုတော့16ယောက်ပေါ့ဒီတော့ဘောင်းပဲ2ယောက်တော့16ယောက်တိုင်မင်းနဲ့တိုင်မင်းပြီးတော့16ယောက်တလို့ဖယားကိုတော်မြတ်ကြည်အားခေါင်းလုံးထိုးပြီးတော့ဖယားဂျုံအဖြစ်နဲ့လှူ၍ငွေရှိကလေးထည့်ပြီးတော့ငါတို့ဖယားလူကြီးခေါ်ဘကလောက်ကြစို့သဘောတူသဗျာဟေးဒီနေရာတရားဒကာကြီးမောင်စံသေးဟေးမနှင်းကျွဲမိသားစုတို့အာယုလေးစိုက်ထားစမ်းမမင်းတို့အသက်ရွယ်ကြည့်လိုက်တော့30ကျော်လေးကြီးကွတို့နဲ့စားတော့ငယ်သေး45နှစ်ထင်းငါတို့ရောက်လာပြီဒါကြောင့်ငယ်ရွယ်ကလေးနဲ့မောင်စံသိန်းကြီးကဟောဒီဓမ္မတော်ပင်ပွဲကြီးဆင်ရင်ကျင်းပလို့မနှင်းကျွေဝါကျတရားဝဲကြီးငါတို့ဆင်ကြစို့ဒီဆရာတော်တွေပြင့်မယ်ဟာဒီလိုတိုင်မင်းလို့ဆိုကြပါစို့တို့မနှင်းကျွေတရားအမကြီးကများတိုင်မင်းတဲ့စကားလက်မခံပဲနဲ့သားလေးတွေရှင်းပြရအောင်မယ်ဟိုလားကျွတ်တူဘာဝဲရအောင်မယ်မူလားညာဝဲရအောင်မယ်မူလားနဲ့အဆရှိသဖြင့်များနောက်ဆန်းတင်းပြီးတော့ဆွဲထားလိုက်ရင်ဘေးကကြီးတရားဝဲကြီးတွေလှုပ်ဖြစ်ပါမောင်စံသိန်းကနောက်ဆွဲထားလိုက်ကြရင်ကိုဒီတရားဝဲကြီးတွေလှုပ်ဖြစ်ပါမလားဒါကြောင့်ကွယ်တိုင်မလို့လင်းနေမကရှည်သွားနောက်လိုက်ညီလို့ကြည့်ဟိုမှာ16ယောက်ဟဲ့16ယောက်ဟဲ့တရားတွေကတရားမှကြီးများတိုင်မင်းပြီးတော့ခေါင်းဘကဖယားလူကြီးဗန္ဒာရင်းလှုပ်ချင်လို့ဖယားခေါင်းလောင်းထုတ်ဖယားဂျုံဖြစ်နေလှူကြမှာလေအဲ့ဒီနေရာမှာတောတထေမတ်တရလာဟဲ့တောတထေထားလာပြီကွာငြိမ်တော်မူကြပါခင်ဗျာကျွန်တော်တို့ ဘုရားရှင်
ဒီအစည်းအဝေးပွဲကြီးဒီဂောဘကဗန္ဒာရင်ရွေးကောက်တင်မြောက်ကြမယ်ပွဲဖြစ်ပါလိမ့်ခင်ဗျာဒီပွဲကြီးမှာအခုကျွန်တော်တော်သထေးနဲ့မြို့သထေးနဲ့တကရီစီတိုးပြီးတော့အပြိုင်ကျင်းလိုက်ကြတာဘယ်နည်းနဲ့မှစီဝေးပွဲကြီးပြနိုင်မှုမလွယ်ပါခင်ဗျာတထေးချင်းဆိုတော့အခုသူ9ကလေးကျွန်တော်10ကလေးဆိုရင်သူ9ကလေးဆိုအောင်မယ်ခင်ဗျာသူ9ကလေးဆိုကျွန်တော်10ကလေးထည့်အောင်မယ်ခင်ဗျာအနောက်သူ7ကလေးဆိုရင်ကျွန်တော်12ကလေးထည့်အောင်မယ်ခင်ဗျာတထေးချင်းဆိုတော့လေဘယ်လိုနည်းနဲ့မှတကရီစီတိုးလို့တော့ပြနိုင်မယ်မဟုတ်ပါခင်ဗျာ10ကလေးချမ်းသာတာလေးမသိအောင်လည်းဖုံးလိုက်သေးပြိဿအဲ့ဒါလို့ပြောပြီးတော့ကျွန်တော်တို့ဒီကြွရောက်လာတဲ့လူတို့ပြိဿကြီးကိုလည်းအမတန်အားနာပါသဖြင့်ကျွန်တော်ဒီမြန်လဲပြီးအောင်ပြိဿကြီးအားနာသောကြောင့်ကျွန်တော်လည်းဂောဘကဖယားလူကြီးလှုပ်တဲ့နေရာမှာလူတို့ပြိဿကြီးကျင့်နိုင်ရင်ဖြစ်ရလေအောင်ကျွန်တော်ရဲ့ကျွန်တော်မယားသား9ယောက်ရဲ့ချွေးမ9ယောက်ရဲ့ပေါင်း16ယောက်ခေါင်းလောင်းထိုးဖယားဂျွန်ဖြစ်နေလှူပြီးတော့ငွေ8ကလေးပါထဲလို့ကျွန်တော်တို့ဂောဘကဖယားလူကြီးလှုပ်ပြရစီပါခင်ဗျာကြည်ညာလိုက်ပရိသတ်ငြိမ်ကြသွားသဘောမတူလို့ငြိမ်တာမဟုတ်တနာသွားတနာရောပေါ့ပြိဿဖယားဂျွန်ကြောင်းချွန်ဆိုတာအလွန်လာတာသိအောက်တန်းကြတယ်ထင်တာခုခေတ်ဟဲ့ငါနှမများနင်တို့မိမချင်းပြောကြည့်ပါလားဟဲ့ကြောင်ပြူမျိုးလို့ပြောကြည့်ပါလားပါရိုက်မှာပေါ့နာတဲ့ဟဲ့အဲ့ဒါလို့ဖယားဂျွန်ဖြစ်နေလူမယ်ဆိုတော့ပြိဿကြီးငြိမ်ပြီးတနာသွားလူငယ်ပိုင်းလေးတွေပြောကြဟာဟေး16ယောက်ဖယားဂျွန်နဲ့ကွာဟာတနာစရာပါပဲကွာတိတ်ဖယားလူကြီးလှုပ်ချင်တာကိုကလေးမလေးတွေကဟုတ်ပါတော့ကြီးစမ်းပါ16ယောက်တလုံးဖယားဂျွန်နဲ့လူလက်ပိုင်းတွေဟာတဲတော်တော့ကွာဟဲကြီးစမ်းပါအေးခဏတနာတဲ့အတန်ကြီးပေါ်လာတချို့ဘိုးကြီးတွေကလည်းဟာတဲတော်တဲ့ကောင်ကိုကွာ16ယောက်တလုံးဖယားဂျွန်တို့တော့လုံနိုင်မောင်များတဲလေတော်တဲ့ကောင်တွေပေးတိုက်သကွာဘိုးကြီးတွေကအဖွားကြီးတွေကမျက်ရည်တွေများထွက်လို့သူတို့ရင်ပတ်လက်ကလေးနဲ့မလို့အမလဲတော်တဲ့လူပဲတော့ပါတော့ခန်းကြောင်းမဲ့ဟဲ့16ယောက်တလုံးကျွန်းခံယုံနေမှာကငွေ8ကလေးထက်ရဲဆိုတော့ဟဲ့တော့လဘောလူရင်ပေးလိုက်ရပဲအမလေးအားဆိုင်ပြောပါညောင်းတာဖိုးကြီးခွားကြီးကြောင့်များပြောရင်ကျုပ်ပါတော့ရွဲ့တော့မထင်နဲ့နောက်တာကြောင့်ကန်ရိုးသွားကြပါစို့ဟဲ့တို့တော်သဘောတူတယ်ပေးလိုက်ကြဘယ်နဲ့တော့ပေးလိုက်ကြမလားဟဲ့16ယောက်သလုံးဖယားဂျွန်အဖြစ်နဲ့ခေါင်းလောင်းထိုးလှူပြီးတော့ငွေရှိကလေးပါထဲတယ်ဆိုတော့ကံခွဲမဲလူရှိပါသေးလားခင်ဗျာလှုပ်ဖို့ကြွားရောက်လာတော့လူရူဝေသားကြီးကံခွဲမဲလူရှိပါသေးလားခင်ဗျာလှုပ်ဖို့3ချိန်တိုင်ပြောလို့ငြိမ့်နေတော့ကျွန်တော်3ချိန်တိုင်မေးပါတယ်ခင်ဗျာတဲ့ငြိမ့်နေတာကိုထောက်ထားခြင်းအပြင်တုံနှိပါဝေစိတ်တွေကဝန်ခံရသဘောတူရကရောက်ပါတော့ကြောင့်ဒါဘယ်ဟာယူသုံးတာလောကုတ္တရာကယူသုံးတာဖယားစကားတွေယူသုံးနေတာဖယားကုတော်မြတ်ကြီးကကျွတ်တို့ရဟန်းသံဃာတော်တွေနဲ့ဖယားကုတော်မြတ်များတုံနှိပါဝေစိတ်နေရင်ဝန်ခံရရောက်ကျွတ်တို့မန္တလေးခင်မကန်၌သံဃာ400ကျော်ရှိကထိန်သင်္ကန်းလေးကတစ်ထည်ရောက်လာတော့တိုက်အုပ်ဆရာတော်ဘုရားကြီးနဲ့တိုက်ကြဆရာတော်ဘုရားကြီးကမေးတယ်သင်္ကန်းဟောင်းနှောင်းသောပုဂ္ဂိုလ်များရှိပါသေးလားဘုရားလောက်ကြဘူးတို့မလုံလို့ဟောင်းလောင်းနေရတော့ဘယ်သူမှမရှိဘူးပြောမှာတို့သင်္ကန်းဟောင်းနှောင်းသောပုဂ္ဂိုလ်များရှိပါသေးလားဘုရား3ချိန်မေးလို့ငြိမ်းနေတော့တတိတော့3ချိန်တိုင်မေးပါဗျာတဲ့ရှေးဖုံးရှေးကံကြောင့်ဟောင်းလောင်းသောသင်္ကန်းမရှိပေါ်များတယ်ဆိုတာငြိမ်းနေတာကိုထောက်ထားခြင်းအပြင်ဝန်ခံရရောက်ပါသောကြောင့်သက်တော်ရှည်တော်မူသောတိုက်အုပ်ဆရာတော်ဘုရားကြီးကဆိုကထိန်သင်္ကန်းအဲ့ဒီထဲလှည့်ဝင်သွားတာကိုတော်လေးတွေကတော့ဒီတိုင်းပဲဒါကြောင့်တရားနာပိဋကလောကုတ္တရာစကားကိုယူသုံးနေတာဘုရားရှင်ဘတ်ခြိတောင်းတဲ့ကံစရာမလိုတော့ဘူးခမရတို့ကျွတ်တို့မှန်လားပိဋကကြီး
ဒါကြောင့်ကျွန်တော်သုံးချိန်တိုင်းတိုင်းမင်းလို့ငြိမ့်နေတာကိုတွေ့ရသဖြင့်ဒီအစည်းဝေးဝဲကြီးမှာဟောဒီတောတထေအားဂောဘကဖရာလူကြီးဗန္ဒာဒိန်အဖြစ်ကျွန်တော်တို့ခန့်အပ်လိုက်ပါပြီခမညာဆိုပြောင်းနဲ့လက်ခုပ်တွေတီးလာကဲဂောဘကဖရာလူကြီးဖြစ်သွားရောကျေးဇူးကြီးပါဖြစ်သွားတော့ဘယ်နှစ်ယောက်တုံးပြိဿကြီး16ယောက်အဲ့ဒီလို16ယောက်ခေါင်းလုံးထိုးဖရာကျွန်းဖြစ်နေလှူပြီးတော့ဂောဘကဖရာလူကြီးဘဝနဲ့မြစ်တလင်းတွေရှင်းလို့ရေချမ်းတွေကတ်လို့ပန်းတော်တွေတင်းလို့အဆအအရာရာရွှေစေရီကြီးမပြည့်စည်ရအောင်စောင့်ရှောက်ပြီးတော့သွားကြတဲ့ဂောဘကဖရာလူကြီးတွေတော်ဘူးလားပြိဿကြီးအေးကွယ်ခုခေတ်ဖရာလူကြီးတွေလည်းတော်ကြပါလေဟုတ်တယ်လေဆွမ်းတော်တင်ကောင်းကောင်းမွန်ဆိုသူတို့ပဲစောင့်ကြရှာမစောင့်ဖြစ်မလားလို့ကလေးတွေကခိုးနေတညာလုံးအိပ်ရရှာဘူးဒုတ်ကြီးတွေနဲ့ခိုးမလို့လက်ကလေးပေါ်လာလဲဟာကောင်းလေးဒေါက်တော့ကြခေါင်းကလေးပေါ်လာဟာကောင်းလေးဖရာရင်ကြီးကမလုံးနဲ့ဒေါက်တညာလုံးအိပ်ရဘူးမနဲ့မိုးလင်းမှဖရာလူကြီးတွေအထုပ်ကြီးတွေနဲ့ပြန်ညစောင့်တော့ကွယ်ချမ်းနဲ့စောင့်မပါဘဲနဲ့လို့အိပ်တော်ကြပါတယ်ခုခေတ်လေဒါကြောင့်တရားနာပြည်သားကြီးအဲ့ဒါလို့စောင့်ရှောက်တဲ့ဖရာလူကြီးများသည်ဖရာလူကြီးလုံးမဲ့ပုဂ္ဂိုလ်များဘုန်းကြီးတတိပေးခဲ့ခြင်းနဲ့ဟိုကြိုးစားကြစမ်းမလုံချင်မရှိပါနဲ့အခုဖရာလူကြီး16ယောက်မိသားစုအိမ်အောင်ဆုံးဖရာလူကြီးလှုပ်ပြီးတော့ဟောဒီဘဝကစုတေသောခါအထက်နတ်ပြည်သို့တက်လှမ်းကြပါသည်ပြည်သားကြီးဖရာလူကြီးများပဲတက်သွားတော့ဒါကြောင့်ဖရာလူကြီးလှုပ်တဲ့နေရာအာမလျှော့ကြစမ်းပါနဲ့ဖရာလူကြီးများနိဗ္ဗာန်နတ်ပြည်သွားလို့ဘုန်းကြီးပြောခဲ့တဲ့အတိုင်းခုနတ်ပြည်တက်သွားမလားပြိဿဟေးဒါကြောင့်နတ်ပြည်တက်သွားဆိုတော့ဘုန်းကြီးနောက်ပိုင်းမှာပြောချင်းသူလူအများလိုက်ကြမလားဆိုတဲ့ပြစ္ဆုတ်ပန်ဇတ်သွားကိုဟောမယ်။ကိုက်ဒါကြောင့်အဲ့ဒါလေးနည်းနည်းစထားရအောင်ဆိုကြည့်စမ်းပါပြောကြပါနော်ဘာညာဆိုနော်ပြောကြပါနော်ပြောတော့အပြောခိုင်းနေပဲဘယ်လိုပြောရမလဲသတိထားပြောရပြည်သားကြီးဘယ်လိုပြောရမှာရမ်းပြောရမှာလားငန်းကြီးများနှမများသတိထားပြောရမှာလားဟိသတိထားပြောရရမ်းပြောတော့ဘာဖြစ်တတ်တယ်လဲလို့ဆိုတော့တို့မန္တလေးတောင်မဲ့အမရပူရခေါ်တဲ့တောင်မြို့တို့တောင်သမားအင်းထဲမှာအတွဲလိုက်သေးတာဒါရမ်းပြောတာဟိပြည်သားဘာလိုက်သေးတာတော့ရေကြီးတဲ့အခါကွတောင်သမားအင်းနဲ့ရေတွေတဲ့လှေလော်တာလေးအတွဲလိုက်အမေနဲ့လားဖေနဲ့လားမဟုတ်ဘူးကွသူတို့ဟာဒီနဲ့သူတို့တွဲမလှော်တလှေကအပေါက်မြုပ်နှစ်ယောက်တလုံးငုတ်တုတ်သေးရမ်းပြောတာဟေ့တို့အင်းရပြောတာမဟုတ်ပါဘူးတောင်သမားပြောတာဓာတိထားပြီးတော့ပြောကြပါမှာဗါတယ်ဆိုလိုက်စမ်းမှာပြောကြပါနော်ပြောကြပါနော်ဓာတိထား၍သာပြောခြင်းကိုလူအများလိုက်ကြမလားတဲ့နော်တယောက်ထဲလိုက်မလားနော်အောင်မတယောက်ထဲလည်းရတယ်ဘယ်တော့မမင်းနဲ့တော့ကြပေါ်လာလိမ့်ဘာလဲဆိုလိုက်စမ်းမတယောက်ထဲလိုက်မလားနော်နှစ်ယောက်တွဲလိုက်မလားနော်တယောက်ထဲပြင်းစရာကြီးဖေရဆိုရင်အတွဲလိုက်လည်းရတယ်ဟိဘယ်တော့မမင်းနဲ့တော့ကြပေါ်လာလိမ့်မယ်ကိုလိုတဲ့ခကြီးပေါ့ပြိဿဘယ်ခကြီးတော့ကိုလိုတဲ့ခကြီးပေါ့ရန်ကုန်မန်းလေးမော်လမြိုင်ပသိယဆရှိသည့်လေမြန်မီးထားမော်တော်ကားတွေနဲ့သွားလို့မရောက်ဘူးလားပြိဿရောက်ပါဘူးဒါတော့ပါလေဆိုလေဆောင်းမှာတယောက်ထဲလိုက်မလားနော်နှစ်ယောက်တွဲလိုက်မလားနော်ရွှေမျိုးတွေကိုအကုန်ခေါ်တအိမ်လုံးကျွအောင်လိုက်ကြမလားနော်အောင်မအိမ်လုံးကျွလည်းရတယ်ဟိရဘူးလားပြိဿကြီးဗါတယ်ရွှေမျိုးတွေကိုအကုန်ခေါ်တအိမ်လုံးကျွအောင်လိုက်ကြမလားနော်ကိုလိုသောလမ်းခရီးကိုမော်တော်ကားကြီးနဲ့မိယထာလေရင်ဝေဟင်အာကာလူရာကိုလည်းသွားနေကြတယ်နော်နော်
မေးကလေးနဲ့နော်မေးကလေးနဲ့ကွဗါတဲ့မိယထာလေရင်ဝေဟင်အာကာလူရာကိုလည်းသွားနိုင်ကြတယ်နော်မဆိုးဘူးဟာငါတဲ့တောင်ကောင်းသို့သောတေချာဆိုနော်အရှိဝဆိုတဲ့သို့သောအညာဖန်ညာဆိုနော်ဟဲ့ဗါတဲ့သို့သောနတ်တရားဘဝနဲ့မတရားရလို့သောရင်ယထာစီလို့မရောက်ဘူးနော်ရင်ယထာစီလို့မရောက်ဘူးနော်ရန်ကုန်မန္တလေးမော်လမြိုင်ပသိမ်ကိုပရိသတ်ကြီးလေးမြန်မိထမော်တော်ကားတွေနဲ့သွားလို့ရပါမယ်လို့နတ်တရားဘဝနဲ့မတရားဖို့တရားကိုဒီရင်ယထာတွေနဲ့သွားလို့ရောက်ပါမလားပြိတ္တာဟုတ်တယ်ဆိုလေစမ်းမရင်ယထာစီလို့မရောက်ဘူးနော်ရင်ယထာစီလို့မရောက်ဘူးနော်ဒါနံတက္ကသတောပါဏံနေလျှောကြီးဟန်ရပညာဆိုပါဇာကြီးဖွင့်မဆိုနဲ့ပါဇာကြီးဖွင့်ဆိုရင်ဟောင်းလောင်းကြီးဖြစ်နေမှာမပွင့်တပွင့်ဆိုရတဲ့အတန်ဟဲ့ပါဇာကြီးဖွင့်ဆိုရင်ဒါနာဆိုသွားပြီဆိုမရဘူးမပွင့်တပွင့်လေးဟဲ့ဘာတဲ့ဒါနံတက္ကသတောပါဏံယောဘဂဝအရဟံမိတ်နာချွေဗျာဟာပြီးရောကွာဆုံးအောင်လည်းနားမထောင်ဘူးတိထာနားထောင်ဆိုရင်ဆုံးအောင်နားထောင်ဟိယောဘဂဝအရဟံမိတ်နာချွေဗျာတော်ဗျာကလေးတွေလူကြီးတွေတော်ပါတယ်အကုန်လုံးပေါ့သူတို့ဆိုလို့သူတို့အရင်ပြောရမှာဖြစ်သူကဒါနာဆိုတာဘယ်တော့ဆောက်ကန်ဒီတော့ကောင်းဟေးဒါနတန်တရားရှိတဲ့ဆိုတဲ့စကားလည်းဟောင်းနှွမ်းသွားပါပြီဒါနံသက္ကသသောပါဏာနတ်ပြည်ဆောင်တာဒါရင်လားမဟုတ်ဘူးဒါနံပါထေယမုဒ္ဓမာနဲ့တန်တရားမှာငတ်တီးကြမသေးခြင်းရင်ရိတ်ခါဒုတ်ကြီးအဖြစ်နဲ့အဲ့ဒါယူသွားပါကောင်းလားပြိဿကြီးရောက်ရဘဝမှာချစားနိုင်တယ်ပြိဿရောက်ရဘဝမှာချစားနိုင်ပါတယ်ပြိဿဒါကြောင့်ဒီရိတ်ခါဒုတ်တင်လားလို့ဆိုတော့မဟုတ်ဘူးဒါနံမောက္ခဗရဝရနိဗ္ဗာန်ရောက်အောင်ဖြစ်စေနိုင်တဲ့နိဗ္ဗာန်အဆောက်အဦနိဗ္ဗာန်ရောက်ကြောင်းတရားကောင်းကြီးလည်းဖြစ်ပါတယ်ဒါနဥစုကတမေကလမ်းပြောင်းလမ်းမှန်ကြီးတဲ့ဒါနကိုဘုရားအမှားမဟုတ်ဒီကကြီးဒါနကိုဘုရားအမှားဟောသလားအမှန်ဟောသလားအမှန်မို့ပါရမီ7ပါးဒါနပါရမီဘုရားလောင်းလို့ကြီးစဖြစ်ခဲ့ဒါတော့ပါလေဆိုလေသမဒါနံတက္ကသသောပါဏံယောဘဂဝအရဟံမိတ်နာချွေပြဒါနနဲ့မှအစအရာရာပြောရင်မစည်းပဲနဲ့ရောက်ဖို့နော်ရင်မစည်းပဲနဲ့ရောက်ဖို့နော်သာသနာပိတ်မှန်အလျံပြောင်းမှာကအမှန်အောင်ရကဒါနရဲ့ရှိအစောလူရန်ညလိုပြည့်မြောက်သောရှုမခံအမှုခရီးရောက်တဲ့နော်နှိုးစောပြောခြင်းသူလူအများလိုက်ကြမလားတဲ့နော်ခေါ်ခဲ့ပြီနော်ဥဇတိလာနိဗ္ဗာန်သောလူတော်ညဖို့ဟိခအတံပေးပါတယ်တော့ဟေ့ဟုတ်ဗျာစာဆုံးလဲပြောင်တလုံးနဲ့ဖြတ်တုတ်
ကိုင်ရတရားနာပြိဿနိဗ္ဗာန်ဆိုလို့သဖြင့်ဘုန်းကြီးတို့ကတော့နိဗ္ဗာန်ဆိုကုသိုလ်ပဲရပါတယ်လှူနိုင်တန်းနိုင်တဲ့တရားဓမ္မတွေခိတ္တရက်ဆိုင်ပြီးကျုပ်ခံပတိုင်းပြီးမယ်ဗျာဗမာတွေနာမမိတ်မလေးအောင်မပေါ့မဆန်သောတတိတရားဖြင့်တံပါတိထမိမိတို့ရီမှန်းသမျှလွယ်လင့်တဲ့ကူပါလာလို့မပင်မကြပါဘူးဆိုရင်ဖြင့်ချွေးနေစာကလေးတွေကတတ်ဆွမ်းသမျှကြုံကြိုက်တဲ့အခါမှာကြိုးစားပြီးတော့လှူဒန်းနိုင်ကြပါစေကုန်သတည်း